Iya kayak piungan. Kalau cuma singa juga. Kayak piungan. Ya, ya. Boleh kok kalau bawa. Ini aro deh. Entah. Dan negeri semua. Hah? Kalau lah, masih lah. Enggak sih, gitu lah. Đâu lại, để ăn lúa ấy, đừng lại ấy, để lúa ấy. Để có một, để ăn lúa gì? Không được, kan baik. Cái quỷ đây bằng ấy. Cái ô su lúa là phẳng là su lúa là gì? Phẳng là lông cái lúa này đây gọi đây. Ada sini workshop ya sana tengok. Ada tengok. Kacang tu. Ni saji batak ya.
မနစ်ကစပြီးကျွန်တော်လုပ်နေတဲ့အတိုင်းပဲကျွန်တော်တို့အားလုံးနားလည်တဲ့ဘာသာစကားဖြစ်တဲ့ဗမာလိုဝတ်ပြုမှာဖြစ်ပါတယ်လို့ပါဝင်ကြတဲ့အရောက်စီတိုင်းကိုလည်းတင်းတော်ကိုစားလိုက်လဲကြိုးဆိုပါတယ်ပထမဦးဆုံးရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3ငယ်16ကိုဖတ်ကြပါတယ်ကျွန်တော်တို့ကျမ်းစာမဖတ်ခင်လွန်ခဲ့တဲ့အပတ်ကကျွန်တော်တို့အသင်းတော်ရဲ့အတွေ့အမှုကြီးညာထားတဲ့အတိုင်းပဲကျွန်တော်တို့ကလေးတွေလည်းကျွန်တော်တို့ ਨੇ အတူဝတ်ပြုစီဝေးမှာရှိမှာဖြစ်တဲ့အတွက်ကိုယ်ကလေးကိုကိုတာဝန်ယူပြီးတော့မှမိသားစုနဲ့အတူတကွထိုင်ပြီးဝတ်ပြုဖို့ဖြစ်ပါတယ်လို့အသွင်ရင်းမှုကိုစားပြန်ပြီးတော့မှသတိပေးတာပါလို့ပြန်ပြီး remind လုပ်တာပါရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3ငယ်16ဖျားခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဖိလိပ္ပိအခန်းကြီး1အငယ်9ကနေ10ကိုလည်းဖတ်ကြပါမယ်ထို့ကြောင့်ဖျားခင်သည်ကိုရောကိုအလွန်ချီးမြှောက်၍ဘွဲ့နာဘတကားတို့ထက်ကြီးမြတ်သောဘွဲ့နာမကိုပေးသနာတော်မူ၏အကြောင်းမူကားကောင်းကင်တတ္တဝါမြေကြီးတတ္တဝါမြေကြီးအောက်၌ရှိသောတတ္တဝါသည်ဟုသောခတ်သိမ်းသောတတ္တဝါတို့သည်ယေရှု၏ဘွဲ့နာမကိုဒူးထောက်၍ယေရှုခရစ်သည်တခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်ဖျားခမဲတော်ဖျားဤဘုံအတီကိုထင်ရှားစေတော်မူမိအကြောင်းသည်ဆုတောင်းကြရအောင်ထာဝရမြတ်စွာဘုရား2019ခုနှစ်မီချီဂန်ကချင်နှစ်ချင်းအသင်းတော်ရဲ့ဧဝံဂေလိခရစ်စမတ်ဝတ်ပြုခြင်းအစီအစဉ်ကိုအစပြုတော်မူဖြစ်ပါတယ်ဖျားခင်ပို့ဆောင်ပြီးတော့တာသမီအရောက်စီတိုင်းအတွက်လည်းကျေးဇူးတင်ပါတယ်ခရစ်တော်မွေးဖွားခြင်းကိုဝမ်းမြောက်စွာနဲ့လာရောက်ကြတဲ့အသင်းသူတင်သားအရောက်စီတိုင်းပေါ်မှာလည်းဖျားခင်ဆက်လက်၍ပို့ဆောင်ပေးတော်မူပါယနေ့ဖျားခင်မျက်မှောက်တော်ရှေ့၌ပြုလုပ်မည်ဖြစ်သောအစီအစဉ်တစ်ခုစီတိုင်းပေါ်မှာလည်းသန့်ရှင်းသောဝိညာဉ်တော်ကောင်းကြီးပေး၍ဥဆောင်တော်မူပါတာသမီတို့ပြုတော်ဝတ်တစ်ခုစီတိုင်းဟာဖျားခင်မျက်မှောက်တော်ရှေ့၌မွေးပြန်တော်ယနံ့ဖြစ်စေတော်မူပါတာသမီတို့ပြုတော်အရာတစ်ခုစီတိုင်းဟာဖျားခင်ရှေ့လူတို့ရှေ့၌ဂုဏ်တည်ရှိ၍ဖျားခင်ဘုန်းတော်ကိုထင်ရှားစေမိအကြောင်းအပြစ်သားရောက်စီတိုင်းအတွက်မွေးဖွားလာပြီးဖြစ်တော်ယေရှုခရစ်နာမတော်ကိုမြည်ပြီး၍ယိုသေးလေးမြတ်စွာဖြင့်ဤအစီအစဉ်ကိုဘုရားခင်လက်ထက်ဆက်ကပ်၍အစပြုပါရအဖာအာမင်ကျွန်တော်တို့အတူတကွမတ်သက်ရက်ပြီးတော့အသက်ရှင်တဲ့ဘုရားကိုဂုဏ်တော်ချီးမွမ်းကြပါစို့ရှေးဥစွာမြည်စမ်းကြည့်ပါလားဆိုတဲ့ရှင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းရအောင်အဲ့တူတို့ကလက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်လောကကြီးကိုတင်ဟာမတော်တဆရောက်လာတာမဟုတ်ပါသင်ကဲတင်ခြင်းရဖို့ဖျားသခင်လုံးရှိတာဒီနေရာကိုရောက်လာတာလဲအမတ်တမဲတော့မဟုတ်ပါအသက်ရှင်တော့ဖယားကိုသိဖို့ပါ Will it be better to Gatado Lacha Gadi Tingo Chanta Green Baby Ako Yame Dumashi Sing ye a Nerila
ကောင်းမြတ်တော်ဖျားမြည်စံကြည်ပါလားဟာလေလုယာ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 မြည်စံကြည်ပါလားကောင်းမြတ်တဲ့ဖျားကျွန်တော်တို့ကိုးကွယ်တဲ့ဖျားဟာကောင်းမြတ်တဲ့ဖျားဖြစ်တယ်ကျွန်တော်တို့ကိုလမ်းပြပေးတဲ့ဖျားဖြစ်တယ်အဲ့ဒီဖျားကိုကျွန်တော်တို့မြည်စံခြင်းအားဖြင့်ယုံကြည်ကိုးကွယ်ကြပါစို့လောဒီကိုတဲ့ဟာမတော်ဆာရောက်လာတာမဟုတ်ပါသင်ကဲ့တင်ခြင်းရဖို့ဖျားခင်လို့ရှိတာဒီနေရာကိုရောက်လာတာလေအမတ်မဲတော့မဟုတ်ပါအသက်ရှင်တော့ဖယားကိုတည်ဖို့ပါ Will it be better through ငါထံတို့လာချာငါဒီသင်ကိုချမ်းသာခွင့်ပေးမည်အကိုရမယ်သူမရှိစိတ်ညစ်၍အားငယ်နေလားကောင်းမြတ်တော်ဖျားမြည်စံကြည်ပါလားဟာလေလုယာ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 မြည်စံကြည်ပါလားကောင်းမြတ်တဲ့ဖျားဟာလေလုယာ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 မြည်စံကြည်ပါလားကောင်းမြတ်တဲ့ဖျားမြည်စံကြည်ပါလားကောင်းမြတ်တဲ့ဖျားကျွန်တော်ဆက်လက်ပြီးတော့ကိုရောဂောသာလင်ခိုလုံးရဆိုတဲ့ရှင်းလေးနဲ့ဆက်လက်ပြီးတော့ချီးမွမ်းရအောင်ကျွန်တော်တို့လောကကြီးမှာကြုံတွေ့ရတဲ့ဒုက္ခတွေဆင်းရဲခြင်းတွေကိုကျော်လွှားဖို့အတွက်ကိုရောစီကိုတိုးဝင်ပြီးတော့ချိတ်ကရအောင်ဒုက္ခတွေမှာစိတ်ပြတ်ဝမ်းနဲ့လင်ယေရှုရှင်ကိုစင်သည်ရအော်ကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်တိုင်းအနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူချကိုတော်သာလင်ခိုလုံးရလောကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရစုံစမ်းနောက်ဆက်ခြင်းများနဲ့တွေ့လင်ချွေစုတော်ကိုမြဲချီးမွမ်းကြပါနှိမ်ချခြင်းဖြစ်ကိုတော်ထံချင်းကပါတထဝရကိုရမည်လောကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရလောကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်ရှင်ဒီအနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရမိတ်ဆွေချစ်သူများဆုံးခွာသွားလေတင်းနဲ့ယေရှုသူရှိမည်ဧကံဆုတောင်းခြင်းဖြစ်တဲ့ရှင်ဖြစ်နေသိမ့်ပါနေတိုင်းတဲ့ချင်းဆုံးနိုင်မည်လောကမုန်တိုင်းတိုက်ခတ်တော်အခါ
ကိုတော်ရှင်သည်အနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရာလောကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်ရှင်သည်အနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရာလောကမုန်တိုင်းလောကမုန်တိုင်းတိုက်ခတ်တော်အခါကိုတော်ရှင်သည်အနာမမြဲစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရာစွာလက်ကိုဆွဲလက်ပို့ဆောင်တော်မူရှာကိုတော်သာလင်ခိုလုံးရာဆက်လက်ပြီးတော့ကျွန်တော်တို့နောက်ဆုံးတစ်ပုဒ်အနေနဲ့ကိုတော်ပါရင်လမ်းတစ်လျှောက်လုံးဆိုတဲ့ချင်းလေးနဲ့ဂုဏ်တော်ချီးမွမ်းရအောင်ပါရင်လမ်းတစ်လျှောက်လုံးစုခင်လမ်းဖြစ်ပါစေအဒီလေးပြင်းတိုက်ခတ်နေလေစိတ်ပြည့်စရာမလိုဘူးအာကပြင်းမတဲ့မုန်တိုင်းယူမဆိုင်ပါဘူးကိုတော်သာပါမယ်ဆိုရင်အလုံးငိမ့်ချမ်းမယ်လောကမောင်မိုက်တဲ့ဆပ်ပြောက်တဲ့ခါမိခွက်လေးတစ်ခုလုံးရရတဲ့ပြေကိုလမ်းပြကစင်မြဲဆွဲကြွားလိမ့်မယ်လမ်းတင်လေးတစ်ခုလုံးရှောင်းနိုင်ပါစေဒီလေပြလိုက်တဲ့ဘုံများတိုက်ခတ်နေလေကိုတော်သာပါမယ်ဆိုရင်အလုံးငိမ့်ချမ်းမယ်ကိုတော်ပါရင်စင်ရသွင်းတဲ့ငါမခဲ့ရပါစေချင်းတူမောင်နှမမိဘများနဲ့ခွဲရပေမဲ့လေကိုလုံးစရာမရှိတော့ပေမဲ့ဝမ်းမနေပါဘူးကိုတော်သာပါမယ်ဆိုရင်အမြဲတမ်းဝမ်းမြောက်မယ်လောကမောင်မိုက်တဲ့ဆပ်ပြောက်တဲ့ခါမိခွက်လေးတစ်ခုလုံးရတဲ့ပြေကိုလမ်းပြကစင်မြဲလမ်းတင်လေးတစ်ခုလုံးရှောင်းနိုင်ပါစေပင်လေပြလိုက်တဲ့ဘုံများတိုက်ခတ်နေလေကိုတော်သာပါမယ်ဆိုရင်အလုံးငိမ့်ချမယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့တက်တာမှာစင်ရချင်းတွေဝမ်းနေချင်းတွေမျိုးမျိုးနဲ့ကြုံတွေ့ရပါတယ်ဒါပေမဲ့ကိုတော်နဲ့အတူတူ6လိုင်းရွှေ့လို့ရှိရင်အဲ့ဒီစင်ရတော့ပါချင်းတွေကိုကျွန်တော်မေးဖြောက်နိုင်မယ်ကျွန်တော်တို့လမ်းတစ်ရှောက်နိုင်မယ်ဆိုတော့စိတ်လေးနဲ့ကျွန်တော်ချီးမွမ်းရအောင်အစအနေပြန်လေးချီးမွမ်းရအောင်ကိုတော်ပါရင်လမ်းတစ်လျှောက်လုံးစုခင်လမ်းဖြစ်ပါစေအန်ရလေးပြင်းတိုက်ခတ်နေလေစိတ်ပြည့်စရာမလိုဘူးအာကပြင်းမတဲ့မုန်တိုင်းယူမဆိုင်ပါဘူးကိုတော်သာပါမယ်ဆိုရင်အလုံးငိမ့်ချမ်းမယ်လောကမောင်မိုက်တဲ့ဆပ်ပြောက်တဲ့ခါမိခွက်လေးတစ်ခုလုံးရတဲ့ပြေကိုလမ်းပြကစင်မြဲလမ်းတင်လေးတစ်ခုလုံးရှောင်းနိုင်ပါစေပြင်လေပြင်လိုက်တဲ့ဘုံများ
tai khat ni le Cô đô ta ba mẹ so ye Alo ngây cha mẹ Cô đô ba ye se ye tuyên thế Ngắm mô khe ya bà dì Trên tu mau nà ma mi ba mya nè Khoe ya bì mẹ lê Cô lâu zia mà shi đô bì mẹ Wa mà nè bà vu Cô đô ta ba mẹ so ye Mẹ đã wa miao mẹ Lo ca mau mai thế Mi khoe lê khu lô Lâm bia gà xem nhé Lần tê lê khu lô Bia lại ta bố mya Tai khát nì lê Cô đô ta ba mẹ so ye Alo ngây cha mẹ Cô đô ta ba mẹ so ye Alo ngây cha mẹ Chúng ta alo thầy không? Thì nè để pause cái câu thì nè thao nè sa cố ye Christmas này yếm ya tên đầu tiên nam ya long ô mà thì nhà này thì mà long ô lại lệ tên họ cố ra cho số nó còn sát ba đấy lo chúng ta rồi thì 2019 the cool lo mà chúng ta rồi biểu ba cái đấy chain chỉ rồi chỉ mang cái cái chain này để xí cha cái mà bé ấy tại mẹ chúng ta rồi sinh nhật xia one xia xếp phi xí mu nhà chỉ là bé xí cái chain này là bé xí cái gạo xí cái cha mà bé tại vì mẹ aku lo December Christmas chain cả là thì phải khi cái cái sau sau mu ao mà chúng ta rồi này đây attention khuyên nhà đấy sẽ là bị mà là bé phải khi chỉ rồi chỉ mang khuyên nhà xí cái đấy Phía kia khán giả chỉ số công ty mình làm nhau thì làပြန်lấy mà ông bây giờ để khuyên hà solution chúng ta đối tạm bố mất này nè chỉ mà để chỉ số rồi về phía bà đấy ta chẳng muốn lo đi Christmas bữa rồi nên mà lấy về từ qua alo biểu chuyện này về chúng ta rồi vụ biểu cô chuyện ngồi chúng ta rồi biểu lâu chạy áo là cha mẹ cũng nhau là thì đây cũng mà nhà solution lấy về alo tiêu vài món nấu sẽ cho số biểu đó kinh khởi đó em mới phải Christmas bữa go alo
ဝမ်းမြောက်ဝမ်းသာစွာနဲ့ပဲဝတ်ပြုကိုယ်ွယ်ကြရအောင်လို့ကျွန်မဒီနေ့ကနေအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်လို့ကြော်ညာဆရာအထူးထွေတော့ကျွန်မမရှိပါဘူးကျွန်မတို့ဝတ်ပြုကိုယ်ွယ်မှုအစီအစဉ်ပြီးတဲ့နောက်မှာကျွန်မတို့အားလုံးအတူတကွချစ်ချင်းမြတ်တာနဲ့ပြင်ဆင်လာခဲ့ကြတဲ့အစားအများကိုဝမ်းပါတတာနဲ့အားလုံးပျော်ပပဝိုင်းဝန်းစားတော့ပြီးမှပဲတယောက် fellowship မိတ်ထားရပြုပြီးတော့ကျွန်တော်တို့အေးစစ်တန်ကြရအောင်လို့ဒီနေရာနေမှာကျွန်မပြောကြလိုပါတယ်လို့ဆက်လက်ပြီးမှဝတ်ပြုကိုယ်ွယ်မှုအစီအစဉ်ကိုဆက်လက်တွားကြရအောင်ကျွန်တော်ဒီနေ့ Christmas ကကျွန်တော်တခြင်းအဖြစ်ဝတ်ပြုကိုယ်ွယ်ခြင်းဖြစ်ပါတယ်လို့ဒါကြောင့်ဆက်လက်ပြီးတော့မှကျွန်တော်အရောက်စီတိုင်းတခါပြန်ပြီးမှတ်တရပြီးတော့မှ Christmas ရက်မြတ်ဆိုတဲ့တခြင်းကိုကျွန်တော်အားလုံးဒီကမှတ်တရပြီးတော့မှဒီကပြီးဆိုကြရအောင်လို့တို့ဆရာတွေလည်းဝေထားတယ်တို့စခရမလည်းတွေ့ရပါတယ်လို့စခရမမတွေ့ရတဲ့ဆရာတွေရတယ်တို့အားရလည်းဒီပြီးဆိုကြရအောင်လို့Christmas ရမြတ်ဒီချိန်လေးတဲ့ဝဲဆောင်းနေမြူတွေထားတဲ့ချင်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့မြစီဝဲမြတ်တာတွေပြည့်တဲ့ချစ်ချင်နာကြမယ် Christmas ရမြတ်ဒီချိန်လေးတဲ့ဝဲဒီလို Christmas နေ့လေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကတချင်လေးဒီဆိုမယ်ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေဆောင်းနေမြူတွေထားတဲ့ချင်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့မြစီကွယ်မြတ်တာတွေပြည့်တဲ့ချစ်ချင်နာကြမယ် Christmas ရမြတ်ဒီချိန်လေးတဲ့ဝဲဆောင်းနေမြူတွေထားတဲ့ချင်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့မြစီကွယ်မြတ်တာတွေပြည့်တဲ့ချစ်ချင်နာကြမယ် Christmas ရမြတ်ဒီချိန်လေးတဲ့ဝဲဒီလို Christmas နေ့လေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကတချင်လေးဒီဆိုမယ်ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေဒီလို Christmas နေ့လေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကတချင်လေးဒီဆိုမယ်ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေကျွန်တော်အားလုံးထိုင်နိုင်ပါပြီလို့ကျွန်တော်အတူတကွစိတ်နှလုံးပြင်ဆင်ပြီးတော့မှအတူတကွမွေးဖွားလာပြီဖြစ်တဲ့ခရစ်တော်ရဲ့နာမကိုမြည်ပြီးတော့မှကျွန်တော်တို့အတူတကွဆုတောင်းကြရအောင်လို့ထာဝရမြတ်စွာဘုရားလောကလူသားတို့ပျက်စီးခြင်းတို့မရောက်စေခြင်းကထာဝရအသက်ရဖို့ရန်အတွက်တပါးဒီတော်သားတော်ကိုစွန့်မှုတော်သင်ပေးတဲ့နေရာအချိန်မှာဝမ်းမြောက်စွာနဲ့ကယ်တင်ရှင်ယေရှုခရစ်မွေးနေ့ပွဲတော်ကိုအတူတကွကျင်းပရတော့အခွင့်ဝတ်ပြုရတော့အခွင့်တွေ့ဆုံရတော့အခွင့်ကိုပေးတဲ့အတွက်ယေရှုတင်ပါတယ်ထာဝရမြတ်စွာဘုရားတာသမီတို့နှစ်တိုင်းခရစ်တော်ရဲ့မွေးနေ့ခရစ်စမတ်ဝတ်ပြုပွဲအစီအစဉ်ကိုအထူးတစ်ပြည့်ဤနေရာမှာနေထိုင်ကြတဲ့ညီကိုမောင်နှမများနဲ့အတူတကွဆုယုံပြီးတော့မှဝမ်းမြောက်ဝမ်းသာစွာနဲ့ဝတ်ပြုကြတဲ့အစီအစဉ်ဖြစ်ပါတယ်ယနေ့မှလည်းတဖန်ပြန်လဲ၍ညီကိုမောင်နှမများနဲ့တွေ့ဆုံပြီးတော့မှခ
ခရစ်တော်မွေးဖွားခြင်းတည်င်းကောင်းကိုတခြင်းအားဖြင့်၎င်းနှုတ်ကပတ်တော်အားဖြင့်၎င်းပြန်လည်၍ပြောပြရတဲ့အခွင့်ဝင်မြရတဲ့အခွင့်ကိုဘုရားခင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဘုရားခင်မျက်မှောက်တော်ရှေ့၌ပြုလုပ်တော်တာသမီတို့အစီအစဉ်တစ်ခုစီတိုင်းပေါ်မှာလည်းဘုရားခင်ဆက်လက်၍ကောင်းကြီးပေးသနာတော်မူပါတာသမီတို့ဆိုတော်တစ်ချက်မှာပါတဲ့စာရာအားဖြင့်၎င်းဖတ်ကြားတော်နှုတ်ကပတ်တော်အားဖြင့်၎င်းချာနာမဲ့ဒေသနာတော်အားဖြင့်၎င်းတာသမီတို့ရောက်စီတိုင်းရဲ့အသက်တာမှာခရစ်တော်မွေးဖွားခြင်းအ내အဓိပ္ပာယ်ကိုကောင်းမွန်စွာနဲ့ခံစားရတဲ့ဆုကျေးဇူးအသစ်ကိုလည်းဘုရားသခင်ပေးသနာတော်မူပါတာသမီတို့ဟာအပြစ်သားများဖြစ်ပါတယ်ထာဝရဘုရားရဲ့နာမကိုခေါ်ဆိုဖို့ရန်အတွက်တာသမီတို့မထိုက်တန်ပါဘူးတို့တော့လေခရစ်တော်မွေးဖွားခြင်းအားဖြင့်ကားတိုင်းချက်မှာခရစ်တော်ပေးဆက်တဲ့စေကြောပေးတဲ့တကိုးတော်အားဖြင့်တာသမီတို့ထာဝရဘုရားရဲ့နာမကိုမိပြုပြီးတောင်းလျှောက်ရတဲ့အခွင့်ကိုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဤအသင်းတော်မှာဘုရားခင်ပေးရတဲ့သမီးငယ်သားငယ်ရောက်စီတိုင်းပေါ်မှာတော်၎င်းမိဘများပေါ်မှာတော်၎င်းလူငယ်များပေါ်မှာတော်၎င်းအသက်ကြီးရင်ပြီးဖြစ်တဲ့ဘိုးဘွားများအပေါ်မှာတော်၎င်းဤအချိန်ခါသမယမှာအယောင်စီတိုင်းရဲ့အသက်တာမှာအံပွေတော်ချစ်ခြင်းငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းဆုကျေးဇူးမင်္ဂလာကိုဘုရားသခင်ချပေးတော်မူပါ2019ခုနှစ်ခရစ်စမတ်အချိန်ခါသမယမှာဒီလာမယ့်2020နှစ်သစ်အချိန်ခါသမယအထိဘုရားသခင်တာမှာအံပွေတော်ကောင်းကြီးမင်္ဂလာဆုကျေးဇူးကိုစတဲ့ဘိုးခံစားရပြီးတော့မှလာမယ့်အချိန်နာရီတစ်ခုစီတိုင်းကိုပို၍အောင်မြင်စွာကြော်လွှားရတော့အခွင့်ကိုလည်းဘုရားသခင်ပြင်ဆင်ပေးတော်မူပါထာဝရမြတ်စွာဘုရားယနေ့ခရစ်စမတ်အချိန်ခါသမယမှာတာသမီတို့မသိနိုင်တော့ဝမ်းနည်းခြင်းများလည်းမိသားစုမှာရှိမှာဖြစ်ပါတယ်တာသမီတို့မသိနိုင်တော့ဆုံးရှုံးခြင်းများလည်းတာသမီတို့မိသားစုအတွင်းမှာရှိမှာဖြစ်ပါတယ်ထာဝရမြတ်စွာဘုရားအလုံးစုံသောတည်တော်မူတဲ့ဘုရားဖြစ်တဲ့အတွက်ခရစ်တော်မွေးဖွားခြင်းဝမ်းမြောက်ခြင်းကိုဆုကျေးဇူးကိုဤမိသားစုအရောက်စီတိုင်းအသက်တာအသီးသီးပေါ်မှာဘုရားသခင်ကောင်းကြီးပေးသနာတော်မူပါကျမ်းမာခြင်းလိုအပ်လျက်ရှိသူများကိုလည်းကျမ်းမာခြင်းဆုကိုပေးသနာတော်မူပါဝမ်းမြောက်ခြင်းလိုအပ်လျက်ရှိတော်သူများကိုလည်းဝမ်းမြောက်ခြင်းဆုကျေးဇူးကိုပေးသနာတော်မူပါထာဝရမြတ်စွာဘုရားယနေ့ဘုရားသခင်ရဲ့အသက်ရှင်သောနှုတ်ကပတ်တော်ကိုဆီယာမအားဖြင့်လည်းတာသမီတို့ကြားနာမှာဖြစ်ပါတယ်ဘုရားသခင်တာသမီအရောက်စီတိုင်းအတွက်လိုအပ်နေသောအသက်ရှင်သောနှုတ်ကပတ်တော်ကိုဘုရားသခင်ဖွင့်ဟတော်မူပါခံယူရမယ့်တာသမီအရောက်စီတိုင်းရဲ့အသက်တာမှာလည်းထိုနှုတ်ကပတ်တော်အားဖြင့်တာသမီရဲ့အသက်တာကိုတည်ဆောက်ဖို့ရန်ဖြစ်စေတော်မူပါဆက်လက်၍ပြုလုပ်ကြမယ့်တခြင်းအားဖြင့်တည်ဆိုကြမယ့်တာသမီအရောက်စီတိုင်းရဲ့နှုတ်အားဖြင့်တီဆိုအားမဲ့စာရာအားဖြင့်လည်းတာသမီတို့ရောက်စီတိုင်းအတွက်တိဆောက်ဖို့ရန်ဖြစ်စေပါမယ်အကြောင်းတာသမီတို့ရောက်စီတိုင်းပျက်စီးခြင်းမရောက်စေပဲထာဝရအသက်ရဖို့ရန်မွေးဖွားလာပြီးဖြစ်တော်ယေရှုခရစ်နာမတော်ကိုမြည်ပြု၍ယိုသေးလေးမြတ်စွာဖြင့်တာသမီတို့ယေရှုတော်ကိုချီးမွမ်းလျက်တောင်းလျှောက်ကြပါရအဖာအာမင်နာညောင်တော်မူပါအိုအဖဖယာကိုတော်ဤငိမ့်သက်ခြင်းချပေတော်မူပါအာမင်ဆက်လက်အဖြစ်ကျွန်တော်တခြင်းအဖြစ်ဝတ်ပြုဝင်ရအတွက်ကိုဘုံတော်ကိုဖိတ်ခေါ်ပါတယ်လို့ကိုဘုံတော်ပြီးလို့ရှိရင်ကျွန်တော်တိုင်းငယ်မြူလတ်ပြီးလို့ရှိရင်ကျွန်
ရွက်ဟောင်းချိန်မှာဆိုမြဲလို့ပါပဲဒီတစ်ခါနဲ့တေးရောက်လို့ဘဝဟောင်းဆိုမြဲတေချာစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲနေ့တည်းတွေ့တာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါရွက်ဟောင်းချိန်မှာဆိုမြဲလို့ပါပဲဒီတစ်ခါနေ့တည်းရောက်လို့ဘဝဟောင်းဆိုမြဲတေချာစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲနေ့တည်းတွေ့တာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါဟောင်းပြီးရင်လို့တွေးဟောင်းနေတော့ရှေ့ဆက်မနေနဲ့ဟောင်းပြီးတကယ်နဲ့ဘဝတည်ပြေဖို့ကြိုးစားပါလားဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါချိန်မှာဆိုမြဲလို့ပါပဲဒီတစ်ခါနေ့တည်းရောက်လို့ဘဝဟောင်းဆိုမြဲတေချာစဉ်းစားကြည့်တော့ဘဝမျက်နှာဘာမှမပြောင်းလဲနေ့တည်းတွေ့တာလီလီပြောင်းလဲခဲ့တယ်ဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါဟောင်းပြီးရင်လို့တွေးဟောင်းနေတော့ရှေ့ဆက်မနေနဲ့ဟောင်းပြီးခင်နိုင်ဘဝတည်ဖြစ်ဖို့ကြိုးစားပါလားဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါဘဝရဲ့တန်ရာတွေကိုမင်းရင်ခွင်ကတာယာဆွဲထုတ်ဖို့ခွင့်ပြုလိုက်ပါLove content Greg song is gone now. Hallelujah, Merry Christmas. Hallelujah, Yom Kunga. Hallelujah, Munkan Kewa. Sing I la say cup to lagat lo. Kiroma Koni. Okay, start na lang. Asa una.
Asa una belona. Asa una belona. Hallelujah, Merry Christmas. Hallelujah, Yom Makonga. Hallelujah, Munkan Kewa. Sing I la say cup do la gat lo. Hallelujah, Merry Christmas. Hallelujah, Yom Makonga. Hallelujah, Munkan Kewa. Sing I la say cup do la gat lo. Roma konite Yesu sengai ailam Tansuna kaiguna Mungkan pekilana Ju Yesu sengai sai Burasi te konte yong sangga Hallelujah Merry Christmas Hallelujah Yong makonga Hallelujah Mungkan kewa Sing I wa say cup to la gat lo. Hallelujah, Merry Christmas. Hallelujah, Yom Makonga. Hallelujah, Munkan Kewa. Sing I la say cup to la gat lo. Hallelujah, Merry Christmas. Hallelujah, Yom Makonga. Hallelujah, Munkan Kewa. Sing I la say cup to la gat lo. Hallelujah, Merry Christmas. Hallelujah, Yom Makonga. Hallelujah, Munkan Kewa. Sing I la say cup to la gat lo. Pinsin like ba so re council ne tu phai gong no chimon chimare no ne tu gong lo Go long it, Yoshi mini the map, Yansaba, Kazayari, County Rim go naibu, the Kenta Domini Bila. She's a method that's in Chantiba, how not in low now go Pinsin like ba. Now Jabu tin the so chain Rishite, the Kenta Piaule Zeba. Him looking the da, Piam ye shema. Long ago, Pusin Zeba. Yes, I may so me obey the pay.
sing in the low nothing yeah do in my tan Obama How no nay a trick go long it Yoshi minute the map yes Zaba can Zayari county go nine blue the kinter domain la She's a method that sentient ba How no in lona go yes and like ba Now Jabu tin to so chain we she did the kinter young lazy ba A chain looking thing at the top Payam yeshima Te lona go Pusin ziba Yes I miss all your better pay Pusin in the lona tene Do in my turn Obama Tim looking thing at the top Payam yeshima Te lona go Pusin ziba Yes I miss all your better pay Pusin in the lona tene Do in my turn Obama Jana ya yau si dai mo phya shin kaung jin la cha pi ba se Trên lấy đấy Còn đồ chiều chị bạn đấy Mình nếp chẳng ra im ba lâu mê Cô sẽ cứu nè xì dân xoay Eddie mình nếp chẳng ghé giáo phố Thì ra bù quê Thang nghe đi để chơi chi đê Tuy nì mi nhìn ghé má mê Cô đã mà tuy ghé dê Xin chân mi này bù huy mê Cô đây châu mắt tí đê Cô đây mà bài đế tê Mà tí cha mà dì à này bù Lưu bố à hạ khô nguy bà Bè chạy trông lên mà tí đê Ta chênh chênh mà đó tuy mê Tí cha phía đuôi xì ta Thêm phía xì trên đê La ba dâu đi bùa mιά lê Bám buồn lê đuôi lưu va bê Khna ta lê đa buồn lãm bí Truy ya ô mê Nê ya lên đuôi mà cô dâu ghê Nhà mong thư cô châu ya mê Cô đã mà tuy ghê dê Xin chân mi này bù huy mê Cô đây châu mắt tí đê Cô đây mà bài nế tê Mà tí cha mà dì à này bù Lưu vào hoa hạ khô nguy bà Bè chạy trông lên mà tí đê Ta chênh chênh mà đó tuy mê Tí cha phía đuôi xì ta Thêm phía xì trên đê Mình nếp chẳng ra im ba lâu mê Cô sẽ cứu nè xì dân xuê Đi mình nếp chẳng ghé giáo phố Mà tí cha vũ quê Thang nghe đi để chênh xí đê
တွေ့နေမိရင်တကယ်မမဲကိုယ်တည်းမတွေ့ခဲ့ရင်စင်ချင်မိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့အသက်ရဲ့မသိကြမရရနိုင်ဘူးလူဘဝဟာအခိုးငွေပါဘယ်ချိန်ကြုံလဲမသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်အသေးချဖြေတွေရှိထားအသင်ဖြစ်စေခြင်းနဲ့အလားပါဆုံးဒီဘဝများလဲပန်းပွင့်လေးတွေလိုပါပဲလာတလေးတော့ပွင့်လန်းပြီးကြွေရအောင်မယ်နေရလေးတွေမကုန်ဆုံးခင်ညမောင်သူကိုကြုံရမယ်ကိုယ်တည်းမတွေ့ခဲ့ရင်စင်ကြမိနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့တဲ့ရဲ့မသေးချင်မရရနိုင်ဘူးလူဘဝဟာအခိုးငွေပါ yeah yeah ဘယ်ချိန်ကြုံလဲမသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်အသေးချဖြေတွေရှိထားအသင်ဖြစ်စေခြင်းနဲ့ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့တဲ့ရဲ့အသေးချင်မရရနိုင်ဘူးလူဘဝဟာခိုးငွေပါဘယ်ချိန်ကြုံလဲမသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်သေချာဖြေတွေရှိထားအသင်ဖြစ်စေခြင်းနဲ့ကိုယ်တော်ရှင်ကတို့အတွက်ဖြေပါပဲကျမ်းတော်သူရောက်စီဆိုင်ကိုဖျက်ရှင်ကောင်းချီးပေးပါစေတခြင်းအပြည့်ဂုဏ်တော်ချီးမွမ်းသွားတဲ့ညီကောင်မောင်နှမရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ဒီအချိန်မှာအသင်းတော်ရဲ့ Christmas တန်ဆုံအပြည့်ဆက်လက်ပြီးဝတ်ပြုကိုးကွယ်ဖို့ဖြစ်ပါတယ်လို့
ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ကျမတို့ဒီနေ့ခဏတာအချိန်တော်အတွင်းမှာကျမတို့ဖျားခင်ရဲ့နှုတ်ကပတ်တော်အပြင်ကျမတို့ခွန်အားယူဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်လိုပါတယ်လို့ကျမတို့အမေရိကမှာဆိုလို့ရှိရင်ကတော့ဒီခရစ်စမတ်စီဇန်ရောက်ပြီဆိုလို့ရှိရင်ကတော့အရန်ကိုအမခံမဲ့ပေါ့လေအားလုံးကျမတို့အားလုံးလည်းပဲမြင်တွေ့နေရတယ်နေရာတကာမှာဒီချမ်းသာတဲ့နိုင်ငံဖြစ်တဲ့အလျောက်ပေါ့လေနော်ဒီခရစ်စမတ်ကိုပုံဖော်တဲ့နေရာမှာလည်းပဲအားလုံးကစိတ်တိုင်းကြနော်ခရစ်စမတ်ကိုအမျိုးမျိုး decoration တွေအမျိုးမျိုးနဲ့ကျမတို့အိမ်တွေမှာနေရာတကာရုံးတွေ office တွေ mall တွေဈေးတွေမှာတွေလမ်းပေါ်မှာနေရာတကာပေါ့လေနော်အလုပ်ထဲမှာဆိုလဲအလုပ်ထဲမှာကျမတို့တွေ့ရတဲ့အရာတွေကရောင်စုံမီးတီးတွေနဲ့အမျိုးမျိုးချဲတထားတဲ့အရာတွေကကျမတို့အမခနိုင်အောင်တွေ့ရတယ်တချင်းတွေဆိုလို့ရှိရင်လည်းဟိုဒီ Thanksgiving ပြီးရဲ့နောက်ကနေစပြီးတော့
ကျမတို့ Christmas သချင်းတွေကိုစပြီးမှကြားနေရပြီဒီထိုင်းနိုင်ငံမှာလာတော့မပြောတတ်ဘူးကြားဘူးတာကတော့ Christmas season ဒီအချိန်ကိုတဲ့သူတို့စတာဘယ်အချိန်ကနေစလဲဆိုရှင်ကအောက်တိုဘာအချိန်ကနေစပြီးမှဒီ Christmas ရဲ့အနှစ်သာရတွေကိုမြင်တွေ့လာဖို့အတွက်နေရာတကာမှာသူတို့ကလှုပ်ထားပြီးပြီတဲ့ဒါတော့မှဒါဟိုခရီးနိုင်ငံမဟုတ်ဘူးဒီလိုဟို Christmas ရဲ့အရသာကိုပေါ့လေနော်လှုပ်ကြတဲ့အရာတွေကကျမတို့ဒီကျမတခါအရင်တော့ကဒီ Christmas အချိန်မှာပဲလေရင်စီးဘူးတဲ့အခါကျတော့ဒီ Washington DC ဘက်ကိုသွားတယ်အဲ့ချိန်တုန်းကဒီအပေါ်ကနေပြီးမှလေရင်ပေါ်ကနေမြင်ရတဲ့အောက်ကိုကြည့်လိုက်တဲ့အခါမှာညနေချမ်းအချိန်လဲဟိုရောက်သွားတဲ့အချိန်ဆိုတော့ဒီအောက်ကိုကြည့်လိုက်တဲ့အခါမှာမြင်တွေ့ရတဲ့ဒီရောင်စုံမီးတီးတွေအလှကဘာနဲ့မှနိုင်လို့မရဘူးအရန်ကိုလှပပြီးနေရတဲ့ကမှာဒီအပေါ်ကနေဒီ aerial view ကနေမှမြင်ရတဲ့အခါကျတော့အရန်ကိုပဲလှပါတယ်ဒီထွန်လန်းထားတဲ့အရာပေါ့နော်ဒါကြောင့်မို့လို့ပြောရမယ်ဆိုလို့ရှင်ကတော့ဒီ Christmas ကိုဟိုကျမတို့တွေ့ပြောလိုက်တဲ့အခါမှာအလုံးပဲနဲ့ဒီdecoration ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှင်ကျမတို့တွေ့ရတဲ့အရာတစ်ခုကဒီလက်ဆောင်ပေးတယ်လက်ဆောင်တွေအများကြီးပေးကြတယ်လက်ဆောင်ပေးလိုက်တာလူတိုင်းနီးပါးလက်ဆောင်မိုးရွာတွန်းတယ်လို့ပဲနေရာတကာမှာဒီပေးကြတာခဏအမေးခံရတဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင်တော့are you done with shopping Christmas shopping ပေါ့နော်ဈေးဝယ်ပြီးပြီလားအဲ့ဒါပဲဒါကြောင့်မလို့လူအများတွေကဘာပြောကြလဲဆိုတော့ဒီ Christmas stress ပေါ့နော်Christmas အချိန်မှာဒီဈေးဝယ်ရတာဈေးပြေးရတာအဲ့ဒါတွေပြန်မထုတ်ပိုးရတာတွေ Christmas အတွက်ပြင်ဆင်ရတာတွေမိသားစုဒီ Christmas အချိန်မှာခရိယန်ဟုတ်တဲ့သူရောကျမတို့ခရိယန်မဟုတ်တဲ့သူတွေပါဒီ Christmas ကိုကျမတို့ကျင်းပကြတဲ့အခါမှာတခါကျမစဉ်းစားမိတယ်ဘာလို့ဒီအနောက်နိုင်ငံမှာအထူးသဖြင့်ပေါ့နော်ကျမတို့ကြီးပြင်းလာတဲ့အချိန်ကာလမှာတော့ဒီ Christmas လက်ဆောင်တွေပေးတယ်ဆိုတာကဒီလောက်လဲကျမတို့ကြီးပြင်းလာတဲ့နေရာဒေသတွေမှာဒီလောက်လဲအရင်ကတော့အခုတော့မသိတော့ဘူးအရင်ကတော့ဒီလောက်လဲကျမတို့တိတ်မကြဘူးဒါပေမဲ့ဒီတိုင်းပြည်ရောက်တဲ့အခါကျတော့ Christmas ဒီလက်ဆောင်တွေပေးကြတဲ့အရာတွေကလူတိုင်းဒီပါဒီ Christmas ကိုလုပ်တဲ့လူတွေကခရိယန်နေတာမကပေါ့လीနော်လုပ်ကြတယ်ဆိုတော့လုပ်တဲ့ဥစ္စာကဒီအစင်အလာတစ်ခုလို့ပြန်ဖြစ်သွားတယ်အားလုံးကဒီပေးရမယ်ဆိုတဲ့အတွက်ကြောင့်မလို့ပေးခဲ့တဲ့ပေးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကလည်းရတယ်ကိုကလည်းပြန်ပေးရမယ်ဆိုတဲ့အခါကျတော့ဒါက tradition တစ်ခုလို့ဟိုတဲ့ပေးလာခဲ့တဲ့အရာတွေရဲ့လှုပ်ဆောင်လာတဲ့အခါမှာတခါကျွန်မစဉ်းစားမိတယ်အော်အတင်းတော်တွေမှာပဲဒီပေးကမ်းခြင်းနဲ့ sharing လုပ်ရမယ်ဆိုတဲ့အရာတွေကိုအလွန်ပဲတွင်တင်ကောင်းလို့ပေါ့လေနော်ဟိုအတင်းတော်မှာတင်ကြားမှုကပဲအရန်ပဲထိရောက်လို့လားပေါ့လေနော်တခါကျတော့စဉ်းစားမိတော့နောက်ဆုံးကျတော့ဘာတွေ့တယ်လဲဆိုတော့အခါကျတော့ဒီ commercial တွေကပဲလူတွေမဝယ်လာအောင်စိတ်ကိုလုံဆော်ပေးနေကြတယ်လူတွေကဒီလက်ဆောင်တွေသူတို့စီကဟိုပစ္စည်းတွေမဝယ်လာအောင်ဟို sharing ကဘလောက်ထိတန်ဖိုးကြီးတယ်ဆိုတဲ့အကြောင်း giving ကဘလောက်ထိအောင်ကိုမှဟိုဒီမြင့်မြတ်တဲ့အရာဖြစ်ကြောင်းသူတို့ရဲ့လုံဆော်မှုဟောပြောမှုကအတင်းတော်မှာပြောတာထက်တောင်မှပိုပြီးမှတဲ့ဥစ္စာပေါ့နော်ကျမတို့ကဖျားသခင်ကဆောင်တဲ့အတိတ်ပဲကခရစ်စမတ်အချိန်ကတမယမှာဖျားသခင်ကလူတွေကိုလက်ဆောင်ပေးတယ်လုံးအတွက်တဲ့လူသားတွေအားလုံးကဘာတူကြတော့ဒီဖျားခင်ပေးတဲ့လက်ဆောင်အရာကိုလည်းပဲဟာလူတိုင်းချစ်တယ်
လို့ကျမတို့လက်ခံရရှိပြီးတဲ့အခါမှာလည်းပဲဒီဖျားသခင်ပေးတဲ့လက်ဆောင်ဘယ်လောက်ထိတမိုးကြီးတယ်လဲဆိုလို့ရှိရင်အဲ့ဒီလက်ဆောင်ကိုရပြီးလို့ရှိရင်ဒီလက်ဆောင်ဟာနဲ့လက်ဆောင်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းတွေ့ရတယ်ဒီဆောင်ကိုအတက်ကိုပါတော့မှပေးလိုက်နိုင်တဲ့အထိရှိတယ်ဒီချင်တဲ့လက်ခံရရှိစေချင်တဲ့ပိုင်စေချင်တဲ့ရှိယေရှုတို့အတွက်တမန်ကျမ်းစာမှာတွေ့ရပါတယ်ကျမတို့ဒီလက်ဆောင်ပြောတဲ့အခါမှာ giftရိုးမိမိလုံးမမိမိရတယ်ဆိုတဲ့အနေနဲ့စ조사ပြီးမှရလာအမဒီရဲ့ reward မဲ့လက်ဆောင်ကကြတော့ကျမတို့ကဒါကနင်စ조사အရာလုံလာအရာမ gift ဖြစ်တယ်ဒီနေ့ဖျားခင်ပေးတဲ့ gift ကဆိုရှင်ဖျားသခင်ရဲ့ချစ်မြတ်တာပေါ်စီချင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖျားသခင်နေမိဘာကိုစွန့်ဟုတ်တယ်For God so loved the world, He gave His one and only Son. တော့နဲ့ဖျားသခင်ကလူသားတွေကိုပေးခြင်းဟာဆိုလို့ရှင်ဘလောက်ထိလူသားတို့တူခင်သားတော်အားဖြင့်ငါတို့ဒီအသက်ရှင်စေခြင်းဟာဖျားသခင်ဒီတပါးဒီတော့သားလောကတို့တော်မူတော့တို့ကိုချစ်ပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာကြီးမားဆိုတဲ့အရာဟာသားတော်အားဖြင့်သားတို့အသက်သားတော်အမပေးလာတဲ့ဒီ gift ဟာဆိုလို့ရှိရင်ကျမတို့ထိုက်မဟုတ်ကိုအခြေခံပြီးမှပေးတဲ့လက်ဆောင်မဟုတ်ပါဘူးဒိုင်းကိုရပတ်လုံးဒါဟာကဘာကိုပြနေတယ်လဲဆိုလို့ရှိရင်ဖျားဟာတော့ထားပြတဲ့အရာတစ်ခုဖြစ်ပါတယ်ငါဒီဖျားဖျားကိုချစ်လို့ဖျားတင်ကချစ်တာမဟုတ်ဘူးဖျားကိုချစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပဲကျမတို့ဒီတိရောအခန်းကြီးလေးအငယ်မှာတွေ့ရတဲ့အတွက်ကြောင့်သားတို့ဘာအတွက်ကြောင့်မို့လဲဘာကြောင့်မို့လို့ဖျားတင်ဟာဆိုလို့ရှိရင်သားတော်ကိုလို့ရတယ်လဲဟုတ်ပဲနဲ့တဲ့ထာဝရအသက်ကိုရဖို့ရအတွက်ဖျားသခင်ဆိုရှင်ရင်စိတ်လာမှာ
ဒီနိုင်ငံတိတ်ပြီးမှမကြိုက်ကြဘူးအထူးသဖြင့်ကျမတို့ဒီအနောက်တိုင်းနိုင်ငံကိုလူရှိတယ်ဟုတ်တယ်လေငါလူလည်းမတတ်ဘူးခိုးလည်းမခိုးဘူးသူဘာသားငါမပြစ်မှာဘူးတဲ့အရာဒီရှိထားနေပြီးမှအပြစ်တွေလုံနေပါတယ်ဆိုတဲ့အရာကသူတပားတွေမမြင်နိုင်မယ်နဲ့ပင်ကိုယ်တိုင်ကလေးတွေဟာတဲ့အပြစ်ကင်းမဲ့ကြပါတယ်တဲ့ဟုတ်ပါတယ်အပြစ်လည်းကင်းပါတယ်ဒါဆိုတော့ဟာငုံမယ်ကိုလိုချင်တာကိုမရရင်အာပြဲရှာပြဲငုံမယ်ကျွန်မကြုံနေသွားတယ်မနေပြီမှာ self center ငါအတွက်တာငါကြည့်တတ်တယ်ငါစားရငါဝရင်ငါပြနေတယ်လေကျမတို့ဟာမွေးကလေးကနေပြီမှာအဲ့ဒီ self ရာဟာဆိုအပြစ်ကောင်းတာတိလဲပဲကျမတို့ကောင်းတာမလုပ်နိုင်ဘူးဒါမလုပ်တဲ့မှနေတယ်ဒါကျူးလို့နေဒီအဖြစ်တရားကြောင့်ကျမ်းစာမှာပြောထားတာပါလဲဆိုရှင်လူဟာတဲ့ဘယ်သူမှဘယ်သူကျမဖျားခင်ဟာဆိုလို့ရှိရင်လူကိုဖန်ဆင်းထားတဲ့အခါမှာပထမဦးဆုံးတဲ့အခါမှာဖျားခင်ရဲ့နဲ့မွေ့လျော်ဖို့အတွက်ဖျားခင်ဟာကျမတို့လူသားတွေကိုဖန်ဆင်းဝင်လာလေထပ်ပြတယ်တဲ့ကတိုင်းนี่จุดที่มองมาลูบาก็มองพองไงบดูก็ဝေးกว่าတော့ကြတယ်ဒါကြောင့်မလို့ကျမတို့တွေကနောက်ဘာပြောတတ်ကြလဲဆိုလို့ရှိရင်ငရဲတပိတ်တာဒီလိုလှုပ်တဲ့အရာတွေဟာကိုခံရတဲ့အရာဟာရင်ကြောင့်မလို့ဒါကြောင့်မလို့ကျမတို့ရဲ့လှုပ်တဲ့အရာဟာစိုက်ကောဒီခုနလှုပ်စိုက်ကောမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီစိုက်ကောကနေမှကျမတို့လွတ်ပိုးစားနေလို့ကျမတို့ဖြစ်နေတာလှုပ်တဲ့အရာတွေကအစမှာအာဒမ်နဲ့အေဝါစီမှာစပြုတ်ပြီးတော့နားဖြစ်ပေါ်လာဖျားခင်နဲ့ကျမတို့ရဲ့ဂျားမှာ relationship ဖြစ်ခဲ့ကွဲကွာပျက်စီးခဲ့ရတယ်ကျမတို့ဆိုလို့ရှိရင်ဒါကြောင့်မလို့ကျမတို့ရဲ့အပြစ်ကြောင့်မလို့ဖျားခင်နဲ့ဝေးကြောင့်မလို့ခိုး
တဲ့အတွက်ကြောင့်မလို့လောကသားတွေကိုချစ်နေသေးတဲ့အတွက်ကြောင့်မလို့ဖျားသခင်ဟာဘုရားနဲ့ဘာခွာမြင်ဤတဲ့ငါတို့ဟာတာငါတို့အဖို့တားကိုတနာတော်မူ၏ထိုသူအာနာဇက်how တဲ့ခရစ်တော်မပေါ်မီအရှိ BC 900လောက်ကတည်းကနေပြီးမှပြောဖက်ဟေရှာဖျားအတွက်ခဲ့တာကိုကျွန်မကငါတို့၏အပြစ်ဖြေစရာဖြစ်စေခြင်းငါတဲ့တားတော်ကိုစေလို့တော့အရာ၌ကျွန်မဖျားနောင်တရကြပါအပြစ်ကနေပြီးမှနောင်တရလောသခင်ယေရှုမွေးဖွားလာမယ့်အကြောင်းကျမတို့ဒီကြွလာခြင်းဟာကျမရဲ့အပြစ်ကကျမတို့အတွက် good news ကပါလေဒီအပြစ်ရဲ့အချုပ်အနှောင်ထဲကနေပြီးမှတို့ကိုခရစ်တော်အတွက်ကျမတို့ကိုသခင်ယေရှုကိုဆေးလွတ်ခဲ့ပြီဒါကြောင့်မလို့ဒီခရစ်တော်ကြီးလက်ခံတဲ့သူတိုင်းဟာဆိုခံခြင်းအပြင်ကျမတို့ဟာဒီအပြည့်ရဲ့ချုပ်နှောင်မှုအထက်ကနေပြီးမှကျမတို့သွားပြီးခြာရတိုက်တော့ကြောင့်မလို့သူခံရတော့ဒဏ်ချက်တော်အပြင်ငါတို့ရဲ့အနာပျောက်ကင်းလက်ရှိတယ်တဲ့မှုတွေမကြမ်းမမာမှုတွေစိတ်ရဲ့မကြမ်းမမာမှုတော့ဒီတခုစဉ်းစားဖို့ရအတွက်ကဘာလဲဆိုလို့ရှိရင်တော့ဟာဆိုလို့ရှိရင်ဟာလောကချင်းဖြစ်ပါတယ်တေဖို့အဲ့ဒါကိုပေးဖို့ရအတွက်ခရစ်တော်ဟာကြွလာခြင်းဖြစ်တယ်ခက်တာမှတည်မြဲတာမရှိဘူးဆိုတာကိုကျွန်တော်တို့လူတိုင်းလက်ခံတယ်ဒါတည်မြဲတဲ့တထွာလောက်ကရှိတဲ့ one အတွက်ကျမတို့ဟာနေညမပြတ်ကျမတို့ဟာလောအချင်းသူဟာတဲ့မိမိအသက်ကိုကယ်ခြင်းကအလိုရှိ၏တဲ့ထို့သူဒီအထုံးလိမ့်မည်အချင်းသူဒီငါတဲ့ကိုဘုကပတ်ဒါမဲ့ငါအတွက်ကြောင့်မလို့တင်းရဲ့အသက်ကိုအရှုံးခံလို့ရှိရင်တင်းဟာအသက်ကိုတွေးရမယ်ပြောဆိုရှင်မိမိအသက်ဝိညာဉ်ဆုံးရှုံးနေလို့ရှိရင်အဖေအကျိုးရှိတယ်နေတဲ့ကျမတကဘာလောကကြီးတစ်ခုလုံးကိုတောင်မှကျမတို့ပိုင်တဆိုပြီးမှကြီးစိန်ရဲ့အသက်ဝိညာဉ်ဆုံးရှုံးလို့ရှိရင်
ဘယ်အကျိုးရှိတယ်လဲလေဟိုးဒါကြွကြောင်မလို့အမေရိကမှာအလုပ်သွားတဲ့ခါမှာအချင်းကိုလေးစားလိုက်ကြတာအချင်းကိုလေးစားလိုက်ကြမိမိလက်နဲ့လှုပ်ဆောင်ရရတော့အစာကိုစားရလိမ့်မည်တဲ့မိရဲ့လက်မဆန်တဲ့သူတွေနဲ့ဘလုံးသူရဲ့လက်နဲ့လှုပ်ဆောင်ရသမျှတော့အစာကိုစားရလိမ့်မည်တဲ့ကျမတို့လို့ဆိုရင်အားရမှုချစ်ကြောက်မှုကြောက်ရွံ့မှုကျမတို့မရှိဘူးဆိုတဲ့အရာကိုကျမတို့ပြနေဒီနေ့သူတယ်သူရဖို့ရဒီဖျားအလားဘာနဲ့မှမပြေနိုင်ဘူးဒီရင်ငတ်တယ်ဆိုတဲ့အရာကိုကျမလှုပ်လှုပ်တဲ့လိုဓာတ်ကိုရေဓာတ်ကိုဒီမှာတွင်းပေးနေတယ်နေမတောက်နိုင်သေးဘူးငတ်လာပါတယ်ခေါ်ရင်ထူတော့ဖျားကျမတို့ခရစ်စမတ်အချိန်မှာကျမတို့ပေးထားတဲ့ကျမတို့အချင်းချင်းပေးတဲ့လက်ဆောင်တွေကိုကျမတို့ကလက်ဆောင်အိတ်လာနဲ့တော့ရောက်လာခဲ့ပါပြီလက်ဆောင်အစစ်ဟာအပြင်ကဖျားသခင်ရဲ့တည်ရှိမှုကိုဒီနေ့ဟာခရစ်တော်အဖြစ်ကျမတို့ကိုလာပြလို့ခရစ်တော်ရဲ့ပြောတယ်လေငါဒီအသက်မုံဖြစ်၏တဲ့ I am of ဒါပေမဲ့ဒီမြင်တွေ့နေရတဲ့မြင်ရတဲ့အရာတွေမှာမတော့မပြတ်သွားပြီဒီကျမ်းစာလာဒီအတိုင်းအသက်ရည်ထွက်ရာဆိုင်းရည်တွင်ဖြစ်လိမ့်မည်တဲ့ rivers of flowယုံတာမကအဲ့ဒီအသက်ဆန်းရည်ဟာကျွန်တော်တောက်တုံးလိုက်တဲ့အသက်ကျမတို့အတွင်းကရင်ငါအောင်မယ်တဲ့ခင်ယေရှုဒါမိနဲ့ပြောတဲ့စကားအမျိုးသမီးနဲ့တွေ့ရမှာ
လောဘဒေါသမမာနတွေဒီပျက်စီးမှုအရာအဖြစ်ကြောင့်မှာကျွန်မ option မပျက်စီးမပုတ်တိုးတဲ့အရာတွေရှိတယ်အဲ့ဒီမပျက်စီးမကိုပျက်စီးခြင်းလက်ဆောင်ဖြစ်ပါတယ်ယေရမိယအခန်းကြီးတဲ့လေးနဲ့ပုံချက်ကိုပြောထားမှုကငါထာဝရဘုရားသည်ငါဤပညတ်တရားကိုသူတို့အတွင်းထဲလုံးငါ Lord in their mind and write it in their heart တာကမိုင်းထဲမှာထည့်ပေးမယ်တဲ့အတွင်းထဲမှာထည့်နှလုံးထဲထားမယ်အားလုံးကျွန်မ new relationship မှာရောက်တဲ့အခါမှာဖျားသခင်ကကျမတို့ရဲ့စိတ်နှလုံးထဲမှာထည့်ပေးလိုက်တဲ့သခင်ရဲ့အကြံအစီတော်နဲ့ကျမတို့ရဲ့ကြံစီတွေးတော်သမျှဟာတွေဟာနည်းနည်းဖြစ်သွားပြီဒါခရစ်တော်အဖြစ်ပေးတဲ့အရာဖြစ်ပါတယ်ဒီအခန်းငယ်34ဆိုရှင်ပြီးတော့တာချင်းဒီဟာဖျားပါဒါဟာဖျားအကြောင်းပြောနေစရာမလိုတော့ဘူးတဲ့ဆိုရင်ဟိုငါ့ကိုတီးကြလိုက်မယ်တဲ့ဒါဖျားခင်ကိုကျမတို့ direct relationship ဖျားသခင်ကိုကျမကိုယ်တိုင်တည်တယ်ကျမနဲ့ဖျားနဲ့ direct relationship ရှိခြင်းအပြင်ဖျားဒီခါမီသူတို့ပြုတော်ဒုစရိုက်များကိုမအောင်မေ့ပဲနေတော်မူမည်ဟုဖျားခင်မိတ်ဒီဝေးဆိုဖျားသခင်ဟာဘယ်သူဖြစ်တယ်ဖျားသခင်ကကျမတို့လူသားတို့ဦးချင်းစီအတွက်ကိုနဲ့ရစေချင်တဲ့ဥစ္စာကိုလက်ခံယူပြီးတော့ဖျားခင်ချစ်ချင်းမေတ္တာအပြင်ကျမတို့အသက်ရှင်ကြပါစို့လို့ဒီလောက်အနေနဲ့ပဲချုပ်ပါဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးကိုမေတ္တာရက်ခံစရာရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဝူပြုခြင်းပြီးလို့ရှိရင်ကျွန်တော်တို့အသင်းတော်ဒီမှာလာရောက်တဲ့ညီရောက်စီတိုင်းအဲ့လိုကျွန်တော်တို့အတူတကွခရစ်စမတ်ညစာကိုသုံးဆောင်ဖို့ဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးမြောက်တဲ့စိတ်ယုံကြည်မှုဖြစ်